ဒီနေ့ခေတ်မှာလူသားတွေကဘာကိုလွှမ်းမိုးထားလို့မဲ့လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကကဘာကြီးရဲ့အရှင်သခင်တွေဟာဒိုင်နိုဆောတွေဖြစ်ခဲ့ကြပါတယ်။သူတို့ဟာနှစ်ပေါင်း165တန်းတိုင်တိုင်းကဘာကြီးကိုကြီးစိုးခဲ့တယ်။ဒါဟာလူသားတွေကဘာပေါ်မှာရှင်သန်ခဲ့တဲ့သမိုင်းသက်တမ်းအထက်အစပေါင်းများစွာပိုရှည်လျရပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကာလကြီးတစ်ခုလုံးမျိုးနွယ်စုကြီးတစ်ခုလုံးဟာအာကာသတွေကလာတဲ့ကြောက်တုံးတုံးကြောင့်တိတ်မကြခင်မှာပဲပြာပုံအေးပြောင်းလဲသွားတော့မယ်ဆိုတာသူတို့တွေအိတ်မက်တောင်မမှတ်ထဲကြပါဘူး။ Cretaceous ခေတ်နောက်ပိုင်းကာလကိုပြန်သွားကြည့်ရအောင်။အဲ့ဒီအချိန်မှာကဘာကြီးဟာအခုထက်ပိုပြီးပူနွဲပါတယ်။ရေခဲမီတွေမရှိသလားပါပဲ။ကုန်းမြေပေါ်မှာပန်းပွင့်တွေမြက်ခင်းတွေစတင်ပေါက်ရောက်နေပြီဖြစ်ပြီးတစ်တော်ကြီးတွေကလည်းစိမ့်လန်းဆိုပြီးနေပါတယ်။ဒီကဘာကြီးထဲမှာပေ40လောက်ရှည်ပြီးအလေးချိန်8တန်ကျော်ရှိတဲ့ T-Rex လို့အသားစားတရဝါကြီးတွေကဘရင်တွေဖြစ်ကြီးစိုးထားတယ်။ Triceratops လို့ချိုသုံးချောင်းနဲ့အပင်စားဒိုင်နိုဆောကြီးတွေကြောကုန်းမှာတန်းခတ်ကားလို့အခွင့်တွေပါတဲ့ Ankylosaurus တွေကလည်းကုန်းမီပေါ်မှာအုပ်စုလိုက်သွားလာနေကြတယ်။ကောင်းကင်ယံမှာတော့လေရင်ပြန်ငယ်သစင်းစာတောင်ပန်အကျယ်ရှိတဲ့ Quetzalcoatlus တွေပြန်တန်းနေပြီးသမုဒ္ဒရာတွေထဲမှာတော့ပေ90ကျော်ရှိတဲ့ Mosasaurus လို့ရင်းနီသွားတရဝါကြီးတွေကျက်စားနေကြပါတယ်။ဒါဟာတက်ရှိတွေနဲ့ပြည့်ညံနေတဲ့တကယ်ကိုပြည့်စုံလာပါတဲ့ကဘာကြီးတစ်ခုပါ။ဒါပေမဲ့အဲ့ဒီအလားတရားတွေဟာစက္ကန့်ပိုင်းတွေအတွင်းမှာပဲပြီးဆုံးသွားပါတော့မယ်။ကောင်းကင်ယံမှာနေတဲ့ပို့တော်ပါတဲ့အလင်းတန်းကြီးတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့အချင်း6မိုင်ကနေ10မိုင်အထိတောင်9လုံးစာခန့်ကြီးမားတဲ့အေယာမအိုကာပြန်ကြီးတစ်ခုပါ။သူဟာတနာရီကိုမိုင်ပေါင်း4500ကျော်ကြီးစားတဲ့အစ20ပိုမြန်းတဲ့အမြန်နှုန်းနဲ့ကဘာမြေစီကိုဥတီဆင်းလာနေတာပါ။ဒီအိုကာပြန်ကြီးဟာယနေ့ခေတ်မက္ကဆီကိုနိုင်ငံယူကတန်ပန်နင်ဆူလာရဲ့ပင်လယ်ကမ်းရိုးတန်းကိုအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင်လိုက်ပါတယ်။ဆောင်လိုက်တဲ့အားဟာဒုတိယကမ္ဘာစစ်ကဟီရိုရှီမားမှာချခဲ့တဲ့အနုမြူဘုံပေါင်းဘီလီယံ1000ပေါက်ကွဲသလောက်ပြင်းထန်ပါတယ်။ဝင်ဆောင်လိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာတဲ့ပင်လယ်ရေတွေဟာချက်ချင်းအငုတ်ပြန်သွားပြီးမြေကြီးနဲ့ကြောက်တုံးတွေဟာပလာစမာအရည်တွေအဖြစ်အရည်ပျော်သွားပါတယ်။ကီလိုမီတာထောင်ပေါင်းများစွာအကွာအဝေးမှာရှိတဲ့ဒိုင်နိုဆောတွေဟာပေါက်ကွဲမှုကနေထွက်လာတဲ့အလင်းရောင်ကြောင့်ချက်ချင်းမျက်စိကန်းသွားခဲ့ပြီးပြင်းထန်လွန်တဲ့အပူချိန်ကြောင့်သူတို့ရဲ့ခန္ဓာကိုယ်တွေဟာအရှင်လက်မီးလောင်ပြာကျသွားခဲ့ရပါတယ်။ပေါက်ကွဲမှုအပြီးမှာတော့ရှင်တန်ကြံရစ်ထိုတဲ့အတွက်ငရဲခန်းကစတင်มาတော့တယ်။ကဘာကြီးဟာကတ်ဆိုးကြီး၄ခုကိုဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ပထမကတ်ဆိုးတမိုင်းတစ်လျှောက်အဆိုးစွာဆုံးငလယ်နဲ့ဆူနာမီဝင်ဆောင်မှုကြောင့် Richter scale 7ကနေ73အထိရှိတဲ့ပြင်းထန်လွန်တော့ငလယ်ကြီးကဘာတဝိုင်းလှုပ်ခတ်သွားပါတယ်။ဒီငလယ်ကြောင့်ပင်လယ်ကျမ်းပြင်တွေပြိုကျပြီးပေ3000ကျော်ဆူနာမီလိုင်းလုံးကြီးတွေထစ်ပေါ်လာကကုန်းတွင်းပိုင်းမိုင်းယားကြီးအထိဝင်ရောက်ဖြစ်စီးဖြစ်ခဲ့ပါတယ်။ဒုတိယကဆိုးမီးမိုးရွာခြင်းဥက္ကာပြန်ဝန်ဆောင်စဉ်ကအာကာသတဲ့အထိလွင့်ဆင်းသွားတဲ့ကြောက်စရစ်ခဲရီဖမ်းမုံတွေအားကဘာဆွဲအားကြောင့်လေထုတဲကိုပြန်လဲဝင်ရောက်လာပါတယ်။လေထုနဲ့ပွတ်တိုင်မိတဲ့အခါအဲ့ဒီကြောက်တုံးလေးတွေဟာမီးတောက်တွေအထိပြောင်းလဲသွားပြီးကဘာတဝိုင်းလန့်ကိုမီးမိုးတွေရွာချပါတော့တယ်။လေထုအပူချိန်ဟာမီးပိုထဲရောက်နေသလိုပူပြင်းသွားခဲ့ပြီးကဘာတစ်တော်ကြီးတွေအားလုံးမီးဟုံတောက်လောင်ခဲ့ရပါတယ်။ဒိုင်နိုဆောအများစုဟာဒီအစ်စ်မာတွေတေဆုံးသွားခဲ့ကြပါတယ်။တတိယကတ်ဆိုအစိတ်ထင်အက်ဆစ်မိုဥက္ကာပြန်ဝင်ဆောင်တဲ့နေရာဟာဆာလ်ဖာကျွဲဝတွေကြောက်လွှာတွေဖြစ်နေတာကကန်ဆိုးပါပဲ။တန်ချိန်ဘီလီယံရာကြီးတဲ့ဆာလ်ဖာထက်ငွေတွေလေးထုတွေရောက်သွားပြီးအက်ဆစ်မိုတွေအဖြစ်ပြန်ရွာချပါတယ်။အကျိုးဆက်အနေနဲ့မြစ်ချောင်းတွေသမုဒ္ဒရာညက်နှမြင်တွေဟာအက်ဆစ်ကန်တွေဖြစ်သွားပြီးရင်းနှီးတဝါတွေနဲ့အပင်တွေအဆုလိုက်အပြုံတေဆုံးခဲ့ရပါတယ်။စတုထကဆိုးအမောင်ခေတ်ဒါကတော့အဆိုးစွာဆုံးနဲ့အကြောက်ဆုံးအစ်စ်ပါလေးထုတွေရောက်သွားတဲ့မီးငုံငွေတွေဖုံမှုတွေဆယ်ဖာတွေဟာကမ္ဘာလေးထုတစ်ခုလုံးကိုအထူကြီးဖုံးအုပ်လိုက်ပါတယ်။နေရောင်ကြီးဟာကမ္ဘာမြေပေါ်ကိုလုံးဝကျရောက်နိုင်ခြင်းမရှိတော့ပါဘူး။ကမ္ဘာကြီးဟာလတွေချီနဲ့လုံးဝအမောင်ကျသွားခဲ့ပါတယ်။နေရောင်မရှိတော့အပင်တွေအာဟာရစုဖွဲ့ခြင်းမလုပ်နိုင်တော့ပဲအကုန်တေဆုံးသွားပါတယ်။အပူချိန်ဟာလည်းရုတ်တရက်ဤခဲသွားပါတယ်။အလင်းရောင်မရှိအပင်တွေတေဆုံးသွားတဲ့အခါအသက်ရှင်ကြံရစ်တဲ့ Triceratops နဲ့ Titanosaurus လို့အပင်စားဒိုင်နိုဆောကြီးတွေဟာအစာရေစာဓာတ်မို့ပြီးတကောင်ပြီးတကောင်တေဆုံးလာကြပါတယ်။အပင်စားတွေတေဆုံးကုန်တဲ့အခါအဲ့ဒီအပေါ်မီခိုနေရတဲ့ T-Rex လို့အသားစားအကောင်ကြီးတွေအတွက်လည်းအစာမရှိတော့ပါဘူး။
အသက်ရှင်ဖို့ရုန်းကန်ရတဲ့နောက်ဆုံးအချိန်တွေမှာအသားစားဒိုင်နိုဆောကြီးတွေဟာအချင်းချင်းပြန်လဲကိုက်ဖြတ်စားတောက်ကြတဲ့အထိအခြေအနေတွေဆိုးရွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဖို့လုံလောက်တဲ့အစာမရှိတော့တဲ့အတွက်နောက်ဆုံးမှာကဘာကြီးကိုနှစ်ပေါင်း265တန်းကြီးစိုးခဲ့တဲ့ဒိုင်နိုဆောတွေဟာသမိုင်းစာမျက်နှာပေါ်ကနေလုံးဝပျော့ကွယ်သွားခဲ့ရပါတော့တယ်။ကဘာမြေပေါ်ကသက်ရှိ95ရာခိုင်နှုန်းကျော်သေဆုံးသွားတဲ့ဒီငရဲကန်ကြီးထဲမှာဘယ်လိုတရဝါတွေအသက်ရှင်ကြံရစ်ခဲ့ပါသလဲ။အခေကတော့အကောင်ကြီးတွေမဟုတ်ပါဘူး။ပေ40လောက်ကြီးရဲ့ဒိုင်နိုဆောတွေသေဆုံးသွားချိန်မှာအလေးချိန်နှစ်ပေါင်းတောင်မပြည့်တဲ့ပါဂါတိုရီယက်စ်လို့ခေါ်တဲ့ကြွက်နဲ့တူတဲ့နှုတ်တိုက်တရဝါလေးတွေဟာကဘာမြေကိုအမွေဆက်ခံလဲပါတယ်။သူတို့တွေဘာလို့ရှင်သန်နိုင်ခဲ့တာလဲ။သူတို့ဟာတင်းငယ်တဲ့အတွက်အပူဒဏ်အေးဒဏ်ကိုရှောင်ရှားဖို့မြေအောက်ဖလိုင်ကောင်းတွေထဲမှာပုံအောင်နေနိုင်ကြတယ်။ဒိုင်နိုဆောတွေလိုအစာတန့်ကြည်စားဖို့မလိုပဲတေဆုံးနေတဲ့အကောင်တွေရဲ့အကျွမ်းကျန်းတွေအင်းဆက်တွေအမြစ်တွေကိုရှားဖွေစားတောက်ပြီးအသက်ရှင်နိုင်ခဲ့ကြလို့ပါ။ရေထဲမှာဆိုရင်လေမိချောင်းတွေနဲ့ငါးမိုင်းတွေလိုတရဝါတွေဟာရေအောက်ချမ်းပင်မှာငင်းသက်စွာနေပြီးအစာမစားပဲလားတွေကြီးရှင်းတတ်နိုင်စွမ်းရှိလို့ကြံရစ်ခဲ့ပါတယ်။လေထဲမှာတော့တွားမပါတဲ့ငှက်လေးတွေ avian dinosaur လောက်သာရှင်တန်ခဲ့ပြီးယနေ့ခေတ်ငှက်တွေအထက်ဆင်းသက်လာခဲ့ကြပါတယ်။မုန်တိုင်းတွေအမောင်တို့တွေကင်းစင်သွားပြီးနှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ကဘာကြီးဟာပြန်လဲနိုးထလာခဲ့ပါတယ်။ပြာပုံကြားတဲ့ကနေအပင်တစ်တွေပြန်ပေါက်လာသလိုမြေအုပ်ကထွက်လာတဲ့နိုးတိုက်တရဝါလေးတွေဟာကဘာကြီးအနှံ့ပြန့်တက်သွားခဲ့ပါတယ်။စဉ်းစားကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်း66မန်းကအဲ့ဒီ6မိုင်အကျယ်ရှိတဲ့ဥကပြန်ကြီးလာကဘာမြေကိုနည်းနည်းလေးလွဲချော်သွားခဲ့မယ်ဆိုရင်ဒိုင်နိုဆောတွေဟာဒီနေ့ထက်တိုင်ကဘာကိုအုပ်စိုးနေလောက်ပါတယ်။အဲ့ဒီဥကပြန်ကြီးဝင်ဆောင်ခဲ့လို့သာဒိုင်နိုဆောတွေမျိုးသွန်းသွားပြီးမြေအောက်လှိုင်ကောင်းတဲကနိုးတိုက်တရဝါလေးတွေကြီးထွားဖြောင်းလဲခွင့်ရခဲ့တာပါ။ယူယိုလီပြောရရင်အဲ့ဒီဥကပြန်ကြီးတာမကြဟဲ့ရင်အဲ့ဒီကြွက်နဲ့တူတဲ့အကောင်လေးကနေဆင်းသက်လာတဲ့ယနေ့ခေတ်ကျွန်တော်တို့လူသားတွေဆိုရလဲဒီကဘာပေါ်မှာဖယ်တော့မှရှိလာမှာမဟုတ်ပါဘူး။ဒီဗီဒီယိုလေးကနေကဘာသမိုင်းရဲ့အကြီးမားဆုံးအပြောင်းအလဲတစ်ခုကိုတည်တည်ချာချာသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတွေစိတ်ပန်ပညာရပ်တွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။